တကယ်လို့ခွေးမသားလေးဖြစ်တဲ့တင်ဟာလူတစ်ယောက်ကိုတတ်ခဲ့ပြီးအဲ့ဒီအကြောင်းကိုစောက်ဖုံးတော်ကြီးတစ်ပါးချမ်းမှာဝန်ခံပြောကြားခဲ့ရင်အဲ့ဒီစောက်ဖုံးတော်ကြီးဟာဘသူ့ကိုမှပြန်ပြောလို့မရပါဘူးဒါကိုဝန်ခံခြင်းဆိုင်ရာတစိ့ခတ်နှိပ်ခြင်းလို့ခေါ်ပြီးဒါကိုချိုးဖောက်တဲ့စောက်ဖုံးတော်ကြီးဟာသာသနာပေါင်ကနေထာဝရထုတ်ပယ်ခံရမှာဖြစ်ပါတယ်ဒါပေမဲ့ခွေးမသားလေးတင်ဟာအဲ့ဒီစောက်ဖုံးတော်ကြီးရဲ့မိခင်ကိုတတ်တော့မယ်လို့ဝန်ခံလိုက်ရင်ကောဘာဖြစ်မလဲစောက်ဖုံးတော်ကြီးအနေနဲ့နှုတ်ဆက်နေရပါဦးမယ်သူဟာသူ့မိခင်ကိုတတိပေးလို့မရဘူးရဲကိုတိုက်လို့မရဘူးသူမိခင်ရဲ့အိမ်ရှိမှစောင်းရှောက်ဖို့အတွက်သွားထိုင်နေလို့တောင်မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူလှုပ်လိုက်တဲ့ဘလို့လောက်ဆောင်ချက်မဆိုဟာသူကြားဟရတဲ့ဝန်ခံချက်ကိုပေါ်ပေါက်သွားစီနိုင်လို့ပါဒါဆိုရင်အဲ့ဒီစောက်ဖုံးတော်ကြီးကအဲ့ဒီရှုဝှက်ချက်ကိုချိုးဖောက်ပြီးတခြားစောက်ဖုံးတော်ကြီးတစ်ပါးထံမှာတွားရောက်ဝန်ခံခဲ့ရင်ကောအဲ့ဒီဒုတိယမြောက်စောက်ဖုံးတော်ကြီးဟာလေဘသူ့ကိုမှပြန်ပြောလို့မရပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အခုအဲ့ဒီဝန်ခံချက်ဟာလေဝန်ခံခြင်းဆိုင်ရာလျှို့ဝှက်ချက်အောက်ကိုရောက်သွားပြန်ပြီဖြစ်လို့ပါ။ခုလိုမျိုး AI ဗီဒီယိုနဲ့ movie recap တွေကိုဘယ်လိုလုပ်လဲသိချင်ရင်တော့ follow လုပ်ထားကြနော်မအေးလို့လေးတွေ။